ဒီရုပ်ရှင်တွေကလို့တရဝါကြီးကိုမြင်ဘူးပါသလားနမေကတော့ကြောက်စရာကောင်းတဲ့မန်တာတဲ့ဒါပေမဲ့တကယ်တော့သူကကြောက်ဖို့ကောင်းတာတဲ့ပေါ့ကြောင်ကြောင်ပိုနိုင်တဲ့တရဝါကြီးပါသူတို့က Jurassic ခေတ်ကလေးကကဘာပေါ်မှာနှစ်ပေါင်းတန်းတရာကျော်ရှင်သန်လာခဲ့တာပါခန္ဓာကိုယ်ကဘဲဥပုံစံရှိပြီးပြန်တန်းနေတဲ့လင်းနှုတ်နဲ့တူလို့မန်တာလို့ခေါ်တာပါတကယ်လို့ရေအောက်မှာကူးခတ်နေတာကိုမြင်ရင်တော့ B2 ဘုံကျဲလင်ကြီးတစ်စင်းတိုင်းပါပဲအရှည်26ပေအလေးချိန်ပေါင်း6600ထိရှိနိုင်တဲ့ဒီတရဝါကြီးဟာသူ့ရဲ့ထူးဆန်းတဲ့ဥချိုတွေပါဇက်ကျဲကြီးတွေကြောင့် Devil Ray မိစ္ဆာငါးလိုတောင်အမိကွင်းပါတယ်ဒါပေမဲ့တတိထားဖို့တစ်ခုကတော့သူ့နောက်မှာကတ်မလိုက်မိဖို့ပါပဲဘာလို့လဲဆိုတော့ရင်ငုံသမားကသူ့ကိုနှောက်ယှက်ပေးရင်သူကမတိမတာလက်စားကြည့်တတ်ပါတယ်အဲ့ဒါကတော့သူ့ရဲ့အညစ်အကြေးတွေကိုရင်ငုံသမားမျက်နှာတဲ့တဲ့ရအောင်ဆွန့်ထုတ်ပေးလိုက်တာပါပဲယောဂကကြောက်စရာကောင်းပေမဲ့စိတ်ထားကတော့အင်မတန်နူးညံ့ပါတယ်တနေ့ကုန်ပါဇက်ကြီးဟာပြီးပလန်တန်တွေနဲ့ငါးလီတွေကိုဖန်ဆားတတ်ပါတယ်သူ့ရဲ့ဥချိုလိုအသားပိုတွေကအစားအစာတွေကိုပါဇက်ထဲရောက်အောင်လမ်းကြောင်းဖေးပြီးရေတွေကိုတော့ဘာဟတ်ကနေပြန်စစ်ထုတ်ပေးတာပါသူသာအချိန်ပြင်းပြင်းကူးခတ်ပြီဆိုရင်တော့ဘယ်သားရဲမှသူ့ကိုမမိနိုင်တော့ပါဘူးသူ့မှာထူးဆန်းတဲ့ဝါဒနာတစ်ခုရှိသေးတယ်အဲ့လာကတော့ရေအောက်ကနေအရှင်ယူပြီးကောင်းငင်ဘော်ကို6ပေလောက်အထိမြောက်တက်အောင်ခုန်တက်တာပါရေထဲပြန်ကျလာယူတော့ဝုန်းကနေအတန်ကြီးနဲ့အတူပန်းမှန်တွေကိုတောင်ကြိတ်မိမလားစိတ်ပူရတော့ပါတယ်သူတို့ရဲ့သားသမီးချစ်စိတ်ကလည်းအံ့ဩစရာပါနေငါးတွေလိုဥပေါင်းတန်း300မဥပဲတခါမှသားပေါက်တစ်ကောင်တည်းကိုပဲ73လကြာကိုဝန်ဆောင်ပြီးမွေးဖွားပါတယ်ကလေးငယ်ဟာအမေနဲ့အတူနှစ်ခွဲကြအောင်အတူနေထိုင်ပြီးမှကိုယ့်ခြေထောက်ပေါ်ကိုရက်တည်တာပါမန်ဒါရေးဒီအုပ်စုလိုက်စုဝေးနေတာကိုကြည့်ရင်တိတ်ထန်စိတ်ကူးရင်ရုပ်ရှင်တွေကဂျိုဒါရင်စုကြီးအတိုင်းပါပဲတကယ်ကိုရင်သက်ရှု